မတို့အိမ်ရဲ့အိမ်အောက်ထပ်ရဲ့မြေအောက်ခန်းဖြစ်ပါတယ်အမေရိကန်နိုင်ငံသားကားတွေထဲမှာမြင်ဘူးမှာပေါ့နော်အောက်ထပ်မှာလေအောက်ထပ်မှာတရေရှိတာဒီကအောက်ထပ်မှာတော့လူလောက်တော့ပေါ့ဒီမှာမြေအောက်ခန်းတွေကအိမ်ကြီးကိုရှိကြတယ်ဘုံတိုင်းရကြတယ်ဘုံတိုင်းကြလို့ရှိရင်ဒီအောက်ထဲကိုဝင်ရမှာပေါ့အိမ်တိုင်းကမြေအောက်ခန်းကြီးထားကြရတယ်ပေါ့နော်ဒီမှာဒါကတော့အပေါ်မှာမီးပြတ်သွားလို့ရှိရင်ပြန်တင်ဖို့ breaker ပေါ့နော်အဲ့ဒါညဘက်ဆိုလို့ရှိရင်တော့တယောက်တည်းမဆင်းလာရေးအပေါ်နဲ့မှဆင်းရေးဒါတော့မနက်ပိုင်းနေထိန်နေလို့ပါနော်တယောက်တည်းဆင်းရတာပါမဟုတ်တော့မဆင်းရပါဘူးဒါတော့ညီမတို့အိမ်ပေါ်တဲ့အိမ်လူနေတဲ့အခန်းပေါ့နော်ဒါတော့အမှန်တကယ်ရတော့ဒါအိမ်နောက်ဖေးပေါ့နော်ဒါအိမ်နောက်ဖေးအပေါက်ပါအရှိပေါက်ကတော့ဟိုဘက်ဒီအရှိတက်မှာအရှိတက်အပေါက်ပါနော်ဒါကတော့အိမ်နောက်ဖေးရနေတဲ့ဝင်ချက်လောက်ကြပါတယ်ဒါတော့မီးပူကန်ပါနော်